စီညော်နန်းကိုမာဆွဲကပ်မနေတဲ့ကြာစံကြော်ကြုံလေးဝေးမျှပေးလိုက်ပါတယ်ရှင်။ပြင်ဆင်ချက်ပြုတ်ချိန်ကအားလုံးပေါင်းမှာ15မိနစ်ဆိုတော့အလုံးမသွားခင်မှာကွက်တီပဲပေါ့ရှင်။ပထမဦးဆုံးလှီးထားတဲ့အသားနဲ့ကြက်သွန်ဖြူလေးတွေကိုစီလေးမပူတပူမှာထည့်ပါမယ်။စီညော်နန်းမထွက်အောင်ပါ။အရသာအတွက်စားထည့်ပြီးလို့ရှိရင်အဖုံးအုပ်ပြီးပြုတ်ကြော်အနေထားနဲ့ကြော်ပေးလိုက်ပါရှင်။ကျမကတော့မနေ့ကလေးကကြိုတင်ပြီးတော့လှီးထားတဲ့အရွက်တွေကိုထည့်ပေးလိုက်ပါတယ်။အရသာအတွက်တကြားနဲ့စားထည့်ပါမယ်။တကယ်လို့အသားမထည့်ပဲကြုံလို့ရှိရင်တော့10မိနစ်လောက်ပဲအချိန်ပေးရပါတယ်ရှင်။ပြီးသွားပြီဆိုလို့ရှိရင်တော့အရွက်တွေနူးသွားအောင်ရေနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ပါမယ်။အရွက်ကလေးတွေနူးပြီဆိုလို့ရှိရင်တော့ရေအေးစိမ်ထားတဲ့ကြာစံတွေကိုထည့်ပါမယ်။အရသာအတွက်ပဲငံပြာရည်ခရူးစီနဲ့ပဲငံပြာရည်အပြည့်ထည့်ပါမယ်။ဒီချော်နီးလေးကခန္ဓာကိုယ်မှာအနံ့လည်းမဆွဲပါဘူး။ကြာစံလေးတွေကလည်းအေးသွားတဲ့အချိန်ထိအမြင့်မပြတ်ပဲရှိနေမှာပါရှင်။ကြာစံလေးတွေကိုအရွက်ကြော်တဲ့ထဲကထွက်တဲ့ရေလေးတွေနဲ့အလယ်မှာနှံ့ဆက်အောင်မှုတ်ပေးပြီးမှဟင်းရွက်တွေကိုပြန်ပြီးတော့တင်ပေးပါ။ပြီးရင်တော့ကြာစံလေးတွေနူးသွားအောင်ခဏလောက်အဖုံးအုပ်ပေးပါရှင်။ဒါမှသာကြာစံလေးတွေကအမြင့်မပြတ်ပဲနဲ့အေးသွားတဲ့အချိန်ထိအောင်အရှည်ကြီးဖြစ်နေမှာပါရှင်။အဖုံးဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့နှံ့ဆက်အောင်အသားအရာလေးအထက်အောင်မှုတ်ပေးလိုက်ပါမိတ်ဆွေတို့ကရောကြာစံကြော်ကိုမနက်စာအတွက်ကြော်စားတဲ့အခါမှာလွယ်ကူလင်မြန်တယ်လို့ထင်ပြီးတော့ကြော်စားဖြစ်ကြပါသလားကျမတို့ကတော့မြန်ဆန်တယ်လို့ထင်တဲ့အတွက်ကြောင့်မကြာခဏကြော်စားဖြစ်ပါရဲ့ရှင်ခုဆိုရင်တော့ကြာစံကြော်လေးကရပါပြီ